တုန်းကအင်္ဂလိပ်အလိုတော်ကြီးတွေဒီဘက်ခေတ်စကားနဲ့ပြောရင်တော့အင်္ဂလိပ်ဘောမပေါ့ဗျာအင်္ဂလိပ်ပြေးသွားပြီးတော့ဂျပန်ဝင်တော့အဲ့ဒီအင်္ဂလိပ်အလိုတော်ကြီးတွေအင်္ဂလိပ်ဘောမတွေဘာဖြစ်လဲပြည်သူလူထုကဝိုင်းပြီးတော့စုံမကြတာရွှေ80မျိုး80ပြေးတဲ့ကောင်ပြေးမလို့ရင်အကောင်အသက်ခံရတယ်ဟောတခါဂျပန်ပြေးတော့ရောဂျပန်အလိုတော်ကြီးတွေဂျပန်ဘောမတွေဘာဖြစ်သွားလဲဟုတ်လားတော်လန်ရအောင်မြင်သွားတော့သူတို့တွေအကောင်လုံးအပြင်းခံရတယ်ရွှေ80မျိုး80အပြင်းခံရတယ်အေးအဲ့ဒါလိုပဲအခုစစ်အာဏာရှင်တော်လန်ရကာလမှာလဲစစ်အာဏာရှင်တို့ဘောမပေးခဲ့တဲ့လူတွေအောက်တန်းစားတွေအကောင်လုံးတော်လန်ရပြီးသွားရင်အဲ့ဒီကာလကိုပြန်ရောက်မယ်ဆိုတာမင်းတို့မမေ့နဲ့နော်လုံးဝမမေ့နဲ့ LGBT တွေအချောက်တွေတွန့်ပွိုင်းတွေနော်လင်သူချစ်သူတွေအပေါ်ခွဲခြားဆက်ဆံနှိမ်ချဆက်ဆံရိုင်းဆိုင်ပြောဆိုခြင်းတခါမှမပြုတ်ခဲ့ဘူးကျွန်တော်ရှိမှအဲ့လိုမျိုးတွေပြောနေရင်လဲကျွန်တော်ကတားမြစ်တယ်ပြောတဲ့လူတွေကိုကန့်ကွက်ခဲ့တယ်ဆိုတော့လူဆိုတာကသူ့အကြောင်းအရာနဲ့သူ့ဟာနဲ့သူမွေးလာကြတဲ့ကဒါဖြစ်လာတဲ့ကိစ္စရက်တွေဆိုတော့ဒါကလူတယောက်ရဲ့လွတ်လပ်ခွင့်ကိုထူးကဲပြီးတော့ဝေဖန်စရာမရှိဘူးဘာလို့လဲဆိုတော့ဒီလူတယောက်ကတခြားတယောက်ကိုဒုက္ခမပေးတဲ့၍ဒါသူ့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ပဲเนาะကျွန်တော်ထက်ငယ်တဲ့ကလေးသူငယ်တွေကိုလည်းနီးစပ်ရာကလေးတွေတိုင်းအောင်အဲ့လိုပဲကျွန်တော်အမြဲတမ်းလက်ဆင့်ကမ်းသင်ပေးလေးရှိတယ်ဆိုတော့ဒီနေ့ပြောချင်တာကเนาะအခုဒီတော်လန်ရေးကာလတစ်လျှောက်မှာလူနှစ်မျိုးရှိပါတယ်တာဝန်ဝတ္တရားအသိစိတ်နဲ့ကိုယ့်ရဲ့ကိုယ်ပိုင်ခံယူချက်နဲ့တော်လန်ရေးလုပ်နေတဲ့လူတွေရဲ့တာဝန်ရောဝတ္တရားရောမရှိသလိုကိုယ်ပိုင်အသိစိတ်လည်းမရှိဘဲနဲ့အချောင်နေအချောင်စားအောက်တန်းစားလူတန်းစားတစ်မျိုးရှိပါတယ်အဲ့တော့ဒါကကိုအောက်တန်းစားပါလို့တရားဝင်ဖွင့်ပြောလိုက်တာနဲ့တူပါတယ်เนาะအဲ့တော့နောက်ပိုင်းဒီ social media မှာဒီ follow ပရိသတ်များတဲ့လူတွေကိုစစ်ကောင်စီကအဓိကပြစ်မှတ်ထားပြီးတော့စီးယုံနေတာလေးရှိပါတယ်နောက်ပြီးတော့ဒီအကြက်ကင်ပြီးတော့အတင်းအဓမ္မခိုင်းစေနေတာမျိုးလည်းရှိပါတယ်အထူးသဖြင့်ဒီလိုရေးသားချက်တွေပေါ့เนาะကျွန်တော်တို့ခက်ဆက်စိတ်တွေ့လာရတာရှိပါတယ်အဲ့တော့ကိုယ်တိုင်ကမလုံနိုင်ဘူးဆိုရင်လုံနိုင်တဲ့လူတွေကိုတနည်းနည်းနဲ့အားပေးရမယ်ဟုတ်လားဝန်းရံရအောင်နောက်ဆုံးဘာမှမတတ်နိုင်ဘူးဆိုရင်တော့ဘာမှမပြောပဲနေလိုက်ရင်ဘာမှမဖြစ်ဘူးခုဟာကကိုယ်လည်းမလုံနိုင်ဘူးလုံနိုင်တဲ့လူတွေကိုလည်းအာဏာရှင်လူကြလိုက်လံတိုက်ခိုက်နေတယ်ဆိုတာဒါကတော့သူအပြစ်ဖြစ်သွားပြီပေါ့နော်ဒီကနေ့တော်လိုင်းရေးလုပ်နေတဲ့လူငယ်တွေထဲမှာဘယ်သူတဦးတယောက်ကမှလူတယောက်ကစီးရုံလို့ဆွဲဆောင်လို့လမ်းရောက်လမ်းမလိုက်ခဲ့တဲ့ PDF တယောက်မှမရှိဘူးအားလုံးကကိုယ်ဆုံးဖြတ်ချက်နဲ့ကိုခံယူချက်နဲ့ကိုတော်လိုင်းရေးလုပ်လာကြတာကြီးပဲအဲ့တော့သူတို့ပြောသလိုကဲကျွန်တော်တို့ဒီတော်လိုင်းရေးအရှုံးပေးလိုက်ပြီဗျာစစ်ပွဲတွေဖြစ်လို့နော်လူတို့ကလည်းဒုက္ခရောက်လို့စစ်ပွဲတွေဖြစ်လို့အရှုံးပေးလိုက်ပါပြီတဲ့ရန်ကုန်မန္တလေးနေပြည်တော်မှာတော့ငြိမ်းသွားမှာပေါ့မြန်မာနိုင်ငံမှာတိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့150ကျော်ရှိတယ်အဲ့တော့ဒီမြန်မာနိုင်ငံမှာဒီအကြမ်းဖက်စစ်အာဏာရှင်ကအာဏာဆုပ်ကင်ထားတဲ့ဒီစစ်ပွဲဘယ်တော့မှလည်းမပြီးဘူးကျွန်တော်တို့မမွေးခင်ကတည်းကလည်းဒီစစ်ကတိုက်ခဲ့တာနှစ်ပေါင်း80ကျော်ခဲ့ပြီဘာမှပြီးလို့လဲရန်ကုန်မန္တလေးမှာစစ်မဖြစ်တာကလွဲရင်နှစ်ပေါင်း80ကျော်တိုင်းပြည်နေရာအနှံ့မှာစစ်ဖြစ်နေတာပဲအဲ့တော့နောက်မှာကျွန်တော်တို့မွေးလာမဲ့သားတွေသမီးတွေနောက်မျိုးဆက်တစ်တွေတကယ်အစစ်မှန်အေးချမ်းမှုရဖို့ဆိုရင်မြန်မာနိုင်ငံမှာဒီစစ်အာဏာရှင်မရှိမှရမယ်ဆိုတာဒါလူတွေအားလုံးကလက်ခံတယ်လူတွေအားလုံးကဒါကိုဆုံးဖြတ်ချက်ချတဲ့အတွက်ကြောင့်ကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယုံကြည်ချက်နဲ့ကိုဒီတော်လှန်ရေးကိုပါဝင်နေကြတာဖြစ်တယ်မြန်မာနိုင်ငံမှာလူအောက်တန်းစားတချို့ကဘဒူတိုက်ဘဒူတေတေစစ်အာဏာရှင်ကအနိုင်ရသွားရင်လည်းစစ်အာဏာရှင်အလိုကျနေလိုက်ရင်ငါတို့အဆင်ပြေတယ်တော်လှန်ရေးဘက်ကနိုင်သွားရင်လည်းငါတို့ကအများနည်းတူဒန်းတူခွင့်ရရမှာပဲဆိုတဲ့အောက်တန်းစားစိတ်ဓာတ်တွေကလည်းအများကြီးရှိနေတာတွေ့ရတယ်အဲ့တော့သူတို့လိုအောက်တန်းစားတွေကပဲအများဆုံးညှဉ်းညူတဲ့တစ်ခုကျွန်တော်အများတန်းကြားရပါတယ်ဆိုရှယ်မီဒီယာမှာရောလူပတ်ဝန်းကျင်မှာရောဗာလဲဆိုတော့နိုင်ငံခြားထွက်တဲ့အခါမြန်မာပတ်စပို့ကင်တိုင်းရင်အရန်မျက်နှာငယ်ခံရတယ်နှိမ်ချဆက်ဆံတယ်ခွဲခြားဆက်ဆံတယ်ဆိုပြီးမှအများတန်းပြောတယ်တော့ဒါတွေကဒီကနေ့တော်လန်ရေးကြောက်ဖြစ်လာတာမဟုတ်ဘူးတော်လန်ရေးမဖြစ်ခင်နှစ်ပေါင်း80ကတည်းကဒီပြဿနာတွေဖြစ်နေတာဘာကြောင့်လဲစစ်အာဏာရှင်တွေကသူတို့ကြီးကောင်းစားပြီးတော့တိုင်းပြည်တစ်ခုတော့မွဲပြကြအောင်လုပ်ခဲ့လို့ငါတို့ဒီလိုခွဲခြားဆက်ဆံနေရတယ်အများပြားထွက်ပြေးသိမ်းချောင်းနိုင်ငံခြားမှာအလုပ်သွားလုပ်နေကြရတယ်အဲ့ဒီလူတွေကိုဘလို့ပြည်တွင်းရအောင်ပြန်ခေါ်မလဲဆိုတော့အဲ့တော့မင်းအောင်လှိုင်အစိုးရကပြောပါတယ်
နိုင်ငံခြားထွက်သွားတဲ့လူတွေအားလုံးကပညာမတတ်ကြတဲ့လူတွေတဲ့ဆိုဒီပညာမတတ်အောင်ဘယ်လိုလုပ်ခဲ့တယ်လဲနှစ်ပေါင်း80ကျော်နော်သူတို့ပြောသူတို့ပညာမတတ်ဘူးဆိုရင်တော့မှနောက်တစ်ချက်မြန်မာနိုင်ငံမှာလှုပ်ရှားဆက်အလောက်ကင်ခွင့်လန်းပေါ်များနေပါလျက်ချွတ်ယွင်းချက်ကြောင့်နိုင်ငံခြားကိုထွက်သွားတယ်ဆိုရင်လေ1000ပေါ့လူဦးရေ1000ပေါ့3သိန်းပေါ့2သိန်းပေါ့ဒါအများဆုံးဖြစ်ရမှာလीအခုကကမ္ဘာမှာမြန်မာမရောက်တဲ့နိုင်ငံမရှိဘူးနော်ထိုင်းမှာဆိုအနည်းဆုံး4တန်းမလေးရှားမှာ1တန်းခွဲစင်ကာပူ9000ကနေ3သိန်းနောက်ဆုံးကျွန်တော်တို့မကြားဘူးတဲ့ကျွန်တော်တို့ ਨੇ မရင်းနှီးတဲ့ဂျော်ဒန်တို့အိုမန်တို့အီရတ်တို့အီရန်တို့လိုနိုင်ငံမှာတော့မြန်မာအိမ်အကူတွေရောက်နေတယ်နော်မင်းတို့ကတော့ပြည်တွင်းကနေအမျိုးဘာသာသာသနာတခင်မျိုးဟိဒုဗမာဆိုပြီးတော့អော်နေတယ်အခုမင်းတို့အရန်မုန်းတဲ့ကလားနိုင်ငံမှာတော့မှမြန်မာမိန်းကလေးတွေမြန်မာအမျိုးသမီးပြိုတွေသူများအိမ်မှာအိမ်ပေါ်တုံတက်လုပ်နေရတာဒါဘာကြောင့်လဲနိုင်ငံရေးကြောင့်မဟုတ်ဘူးလားဒါတွေဘယ်တော့မှစဖြစ်လာတယ်ဟိုလွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်ကတည်းကအမြင့်တွယ်ခဲ့တဲ့ပြဿနာတွေဒါအခုအဲ့ဒီအကျိုးဆက်တွေခုခံစားရနေတယ်မဟုတ်လားအဲ့တော့ဒါတွေအားလုံးဟာစစ်အာဏာရှင်စနစ်ကြောင့်ဒီလိုတွေဖြစ်လာတာမဟုတ်ဘူးလားအခုလည်းဘာထူးလဲကိုပစံနဲ့ကိုအိမ်ကြောင်းခြံရောင်းမြေရောင်းပြီးတော့ပြဿနာပေါင်းစုံရင်ဆိုင်ပြီးတော့ဒုက္ခအခက်အခဲပေါင်းစုံရင်ဆိုင်ပြီးတော့နိုင်ငံခြားထွက်သွားပါတယ်ဘာမှအကူအညီမပေးတဲ့အပြင်ဟုတ်လားကိုယ်နိုင်ငံရဲ့လူသားအရင်းမြစ်တွေလူငယ်တွေပြေပထွက်သွားလို့နှမျောတန်းတစွာမရှိတဲ့အပြင်နော်ကူညီဖေးမမှုမရှိတဲ့အပြင်အခွန်ကောက်တယ်အမေအခွန်ကောက်ရုံနဲ့မပြီးသေးဘူးမြန်မာပြည်ကိုပြန်ရင်ဗာလဲ OUIC ကတ်ရှိရမယ်စမက်ကပ်ပါရမယ်ရှောက်လွှာတင်ရမယ်အဲ့ဒါတွေကတမင်တကာဒီအကြမ်းဖက်အာဏာသိမ်းစစ်တပ်လက်အောက်မှာရှိတဲ့အစိုးရဝန်ထမ်းတွေကိုစားခွင့်ဖန်တီးပေးထားတာဆိုတော့ဒါတွေကပြည်သူလူထုကိုညှဉ်းပန်းနှိပ်စက်နေတာမဟုတ်ဘူးလားအဲ့တော့ဒါကြီးကိုတိပါလျက်နဲ့အခုငါတို့သမင်းသုံးစားရယုံကျင်နဲ့တယ်ဆိုပြီးကြေအေးပေးလိုက်ရင်နောက်ထပ်10နှစ်ဆိုတာဘာမှမကြာဘူးအဲ့တော့ငါတို့မျက်စိရှိမှတွေကိုငါတို့သားသမီးတွေကိုဒီစစ်အာဏာရှင်ကညှဉ်းပန်းနှိပ်စက်နေတာနော်ငါတို့ဘာမှမသိတဲ့နေရာတစ်ခုကိုကိုတောင်မှတခါမှမရောက်ဘူးတဲ့နေရာတစ်ခုကိုကိုယ့်ရဲ့သားပြိုသမီးပြိုတွေထပ်ပြီးတော့ကြုံခံထွက်ရအောင်မဲ့အဖြစ်ကိုမင်းတို့လိုချင်သလားငါတို့အဲ့ဒါကိုမလိုချင်လို့တော်လှန်နေတယ်အဲ့လိုတော်လှန်နေတဲ့ကာလမှာမင်းတို့ဘာကူညီနိုင်လဲဝိုင်းပြီးကူညီပါနောက်ဆုံးမကူညီနိုင်ရင်တောင်မှစိတ်ထဲကနေစိတ်အားတက်ကြွစေမဲ့စိတ်သက်ခွန်အားလေးတွေမင်းတို့ပေးနေရမယ်ဒီလိုမှမဟုတ်ဘဲနဲ့တော်လှန်ရေးလုပ်နေတဲ့လူတွေကိုပါမင်းတို့ကတိုက်ခိုက်ပြီးတော့မှစစ်အာဏာရှင်ဘက်ကရက်တည်နေတယ်ဆိုရင်အင်္ဂလိပ်ခေတ်တုန်းကအင်္ဂလိပ်အလိုတော်ကြီးတွေဒီဘက်ခေတ်စကားနဲ့ပြောရင်တော့အင်္ဂလိပ်ဘောမပေါ့ဗျာအင်္ဂလိပ်ပြေးသွားပြီးတော့ဂျပန်ဝင်တော့အဲ့ဒီအင်္ဂလိပ်အလိုတော်ကြီးတွေအင်္ဂလိပ်ဘောမတွေဘာဖြစ်လဲပြည်သူလူထုကဝိုင်းပြီးတော့စုံမကြတာရွှေ90မျိုး90ပြေးတဲ့ကောင်ပြေးမလို့ရင်အကောင်တက်ခံရတယ်ဟောတခါဂျပန်ပြေးတော့ရောဂျပန်အလိုတော်ကြီးတွေဂျပန်ဘောမတွေဘာဖြစ်သွားလဲဟုတ်လားတော်လန်ရဲ့အောင်မြင်သွားတော့သူတို့တွေအကောင်လုံးအပြင်းခံရတယ်ရွှေ90မျိုး90အပြင်းခံရတယ်အေးအဲ့ဒါလိုပဲအခုစစ်အာဏာရှင်တော်လန်ရဲ့ကာလမှာလဲစစ်အာဏာရှင်တို့ဘောမပေးခဲ့တဲ့လူတွေအောက်တန်းစားတွေအကုန်လုံးတော်လန်ရေးပြီးသွားရင်အဲ့ဒီကာလကိုပြန်ရောက်မယ်ဆိုတာမင်းတို့မမေ့နဲ့နော်လုံးဝမမေ့နဲ့